ရက်တွေကိုကားကိုမောင်း taxi driver ဖြစ်ခဲ့တနေ့ကုန်လမ်းပေါ်မှာအလွမ်းတွေဖြေဖြောက်ခရီးသည်တွေနဲ့အချိန်ကုန်ရင်ကျွန်တော်ပျော်နေပြီအမေဒီကောင်ငွေဖိရှာနေတယ်လို့တငယ်ချင်းတွေလောင်းလဲဘာမှပြန်မပြုံးနဲ့ပဲတုံပြန်ခဲ့စိတ်ညစ်မှုတွေကားမောင်းရင်ဝေးလွင် taxi အလုံးမှာပဲအားကုန်နေထားတယ်ငယ်ငယ်ကအမေကြုံခဲ့တဲ့အမေဘဝကိုကိုချင်းစားပြီးမိသားစုတွေရုန်းကန်စိတ်ညစ်တာတွေဖြေဖြောက်စေးတဲ့မှာတနေကုန်ရှောင်းဝဲခဲ့တဲ့အမေအခုတော့ကျွန်တော်လဲအိမ်မှာမပြောတော့ဘူးလမ်းပေါ်မှာပဲပြောင်းနေရင် taxi မောင်းလို့ကျွန်တော်ပြောနေပြီအမေဘာလို့အိမ်မပြန်လဲအရင်ကမသိခဲ့ဘူးအခုတော့ကိုယ်တိုင်ကြုံမှအကုန်လုံးသိလိုက်ပြီအိမ်ဆိုတာတခါတလေအပူတွေစူဝေးရမို့လမ်းမပေါ်ပဲတက်ပြီအမေကိုကျန်စားတက်ပြီအမေလမ်းပေါ်မှာကျွန်တော်ပြောနေပြီအမေကိုကျန်စားတက်ပြီအမေလမ်းပေါ်မှာကျွန်တော်ပြောနေ